တနေ့တနိုင်အသက်20ကျော်30ရဲ့ခန့်မြတာရှိပြီးတော့လူငယ်တူဟာဝိုက်တဝေးကုံတိုင်တွင်မှထွက်လာပါတယ်။ပြီးရင်ကန်နာလမ်ဘတ်စီတို့လာတဲ့လန်ရှားအားလှမ်း၍တားလိုက်ပါတယ်။ထို့နောက်လူငယ်ဟာလန်ရှားပေါ်သို့တက်၍ထိုင်လိုက်ပါတယ်။ပြီးရင်လန်ရှားဆဲတော်ကလာတဟန်ရွှေကုံတိုင်ဘက်စီသို့သွားရန်ပြောလိုက်ပါတယ်။လန်ရှားပေါ်သို့ရောက်သည့်နှင့်လူငယ်ဟာရလုံးမိတ်၍စိန်ခံ၍လိုက်ပါသွားပါလေတော့တယ်။ဤသို့နှင့်ရွှေကုံတိုင်သို့ရောက်လာပါတယ်။ပရာဆက်ရောက်ပြီလန်ရှားဆွဲသောကလားကအော်၍နှိုးလိုက်ပါတယ်အေးဒီမှာပဲရဲ့ဒီမှာဆင်းမယ်ထို့ကြောင့်လန်ရှားပေါ်မှာနှစ်ဆိုင်စွာအိပ်ပျော်၍လိုက်ပါလာခဲ့သောလူငယ်လည်းနိုး၍လာပါတော့တယ်လူငယ်ဟာလန်ရှားပေါ်မှာဆင်းပြီးလျင်လန်ရှားကလားပိုက်ဆံထုတ်ပြီးထို့နောက်လူငယ်ဟာအနေငယ်များရှေ့ဘက်သို့လမ်းလျှောက်၍သွားပါတယ်လမ်းတွေတစ်ခုသို့ရောက်သောအခါရက်၍မိမိစီးလာသည့်လန်ရှားအားပြန်၍ကြည့်လိုက်ပါတယ်ထိုချိန်တွင်လန်ချကလာဟာချင်းတည်းနဲ့လာရလန်းအတိုင်းလှည့်ပြန်သွားပါပြီ။ထိုခါမှပဲလူငယ်လည်းစိတ်ချလက်ချပြေး၍လမ်းတွေအတွင်းသို့ဝင်ရောက်သွားပါတော့တယ်။၎င်းလမ်းတွေအတွင်း၌ကမျက်နှာဖြူရာရှိများနှင့်တတိတရွယ်များသာနေထိုင်ကြပါသည်။ထိုလမ်းတွေကြီး၌ကြီးမားသောခြံဝန်းကြီးများနှင့်ဥပမာဆန်ဆန်ဆောက်လုပ်ထားသည့်နေအိမ်များသာရှိပါသည်။လူငယ်ဟာခြံတကားအုပ်တိုင်များနှင့်ချိတ်ဆွဲထားတဲ့ခြံနံပါတ်များကိုသိချစွာလိုက်ကြည့်၍လမ်းတွေကလေးအတွင်း၌ရှောက်ရည်သွားပါတယ်။အတန်နှင်းငယ်များသွားမိသောအခါ၌လူငယ်ဟာခြံနံပါတ်73ရှိသို့ရောက်ရှိသွားပါတော့တယ်။ထိုအခါလူငယ်ဟာခြံတကားမှနေ၍ခြံအတွင်းသို့တစ်စီတစ်စောင်းကြည့်၍အသေးခတ်လိုက်ပါတယ်။ခြံအတွင်း၌ကိုလုံးကိုယ်တည်းထွားထွားရိုင်းရိုင်းနဲ့လူကြီးတစ်ယောက်ဟာနှင်းစီပန်းအုံးများကိုရွှေ့နေတာကိုတွေ့ရပါတယ်။ထို့ကြောင့်လူငယ်ဟာခြံတကား၌ချိတ်ဆဲထားသောခေါင်းလောင်းကိုလှုပ်ခါရမ်းလိုက်ပါတယ်ထိုလူကြီးဟာခေါင်းလောင်းတန်ကြောင့်ခြံတကားသို့လှည့်ရကြည့်ပြီးလျင်ခြံတကားအနီးသို့ရောက်ရှိလာပါတယ်။ထို့နောက်ရောက်သောခါ၌၎င်းလူကြီးကဟဲ့တငယ်မင်းဘယ်သူနဲ့တွေ့ကြလို့လဲ။ထိုအခါလူငယ်ကရွတ်နွတ်နွတ်လေးတန်းဖြင့်ဒါတတိမင်းဦးတန်ဖြူရဲ့အိမ်မလားခင်ဗျာ။အေးဟုတ်တယ်။ဒါတတိမင်းဦးတန်ဖြူရဲ့အိမ်ပဲမင်းကဘာလုပ်လဲဘာလို့မလို့လဲ။ကျွန်တော်ကတာခရိုင်ရေချိုရွာကပါရန်ကုန်ကိုဖျားကူးလာရင်းနဲ့ရွာကဥရာကျော်ဆိုတဲ့လူကဟဲ့ဒီအိမ်မှာတတိမင်းအတွက်ဖျားရည်ပလင်လက်ဆောင်ပါလိုက်လို့ဝင်ပေးတာပါဗျဥရာကျော်ဟာတတိမင်းဥတန်ဖြူနဲ့ခြေစူးကန်ခြေစူးစာရှိခဲ့ဘူးတယ်လို့သိရပါတယ်ဟောဒီမှာသူရေးပေးလိုက်တဲ့စာလည်းပါပါတယ်လူငယ်ဟာလွယ်ရည်တွင်းမှာစာရွယ်ခေါက်လေးကိုထုတ်ပြပါတယ်လူကြီးကလူငယ်ဟာခြေစုံကောင်းဆုံးသိချတာကြည့်ရအကဲခတ်ပြီးလျက်စဉ်းစားချင့်ချိန်နေပုံရပါတယ်လူငယ်ဟာအညာဖြင့်အကျန်းစားကိုမော်လမြိုင်တိုက်ပေါ်အင်ကြီးဝတ်ထားပြီးခဏနန်းမျက်နှာသုံးပေါ်အားခေါင်းမှာပေါင်းထားပါတယ်။ဘယ်ဘက်လက်ထဲ၌ပြားရည်ပလင်းကိုကန်၍ထားပါတယ်။၎င်းလူငယ်ဝစားထားပုံကိုကြည့်၍လူကြီးလည်းယူကြည်သွားပါတော့တယ်။ကဲငါနဲ့လိုက်ခဲ့။ခြံဆောင်လူကြီးဟာလူငယ်အားခြံအတွင်းသို့ခေါ်သည်ပြီးလျင်အင်ကြီးစီသို့ခေါ်ဆောင်သွားပါတော့တယ်။ကျွန်ုပ်ဟာအင်းစိန် CID ရှိကျွန်ုပ်၏ရုံးခန်းအတွင်းရာဇဝတ်မှုစီရင်ခံစာတစ်စောင်ကိုရေးသား၍နေပါတယ်။ထိုအချိန်၌လဝါကိုကိုကြီးဟာကျွန်ုပ်၏ရုံးခန်းအတွင်းသို့ရောက်ရှိလာပါတယ်။ဦးအောင်တဲ့တကုန်းကုန်းနဲ့ဘာတွေရေးနေတာတော့ထိုအခါကျွန်ုပ်ကရာဇဝတ်မှုကစီရင်ခံစာရေးနေကြောင်းကို၎င်းကပြန်ပြီးပြောလိုက်ပါတယ်။အဲ့ဒီစီရင်ခံစာကိုအသာထားလိုက်ဦးအောင်တဲ့ရွှေကုန်းတိုင်းမှာလူသက်မှုတစ်ခုဖြစ်ပွားတယ်တဲ့။အဲ့ဒီကိုတွားကြည့်ပါလို့မင်းကြီးကပြောနေတယ်။ပြီးတော့ကိုနှင်းမောင်ကိုပါခေါ်သွားပါလေကိုနှင်းမောင်ကိုပါခေါ်သွားဆိုတာကတော့ဟုတ်ပါပြီဒါပေမဲ့ခက်တာကကိုနှင်းမောင်ကမနေ့ကမှခွင့်ယူထားတာဗျာအဲ့ဒီတော့သူ့ကိုဝင်ခေါ်လို့ဖြစ်ပါမလားဗျာဖြစ်ဖြစ်မဖြစ်ဖြစ်ဗျာကိုနှင်းမောင်မပါပဲကျုပ်တို့တွေဘယ်တော့မှများအလုပ်ဖြစ်ခဲ့ဘူးလို့လေအဲ့ဒီတော့သူ့ကိုမတွေ့တွေ့အောင်ရှာပြီးမပါပါအောင်ခေါ်သွားရမှာပဲဝေါင်သိဤသို့ဖြင့်ကျွန်ုပ်နဲ့လဝါဦးကိုကြီးတို့နှစ်ဦးဟာစာပလင်းနှင်းမောင်နေထိုင်သောအိမ်သို့ရောက်ရှိသွားကြပါတော့တယ်။စာပလင်းနှင်းမောင်၏အခန်းကားကိုအပြင်ဘက်မှတောက်ခတ်ထားသည်ကိုတွေ့လိုက်ရပါတော့တယ်။လဝါဦးကိုကြီးဟာနှစ်ဖူးကိုလဝါပြန်ရိုက်လိုက်ပြီးလေညီးတွားစွာရေရွတ်နေပါတော့တယ်။အဲ့ဒါမှဒုက္ခပဲဗျ။ဦးအောင်သည်ကိုနှင်းမောင်ကလည်းဘယ်ထွက်သွားလဲမသိဘူး။ကျုပ်တို့နှစ်ယောက်တည်းဟိုကိုရောက်ရင်လည်းဘာမှမမဲရလုံးမှာမဟုတ်ဘူး။လူရိုးလူစင်အတိုင်းလှုပ်ပြီးတာနဲ့ပြန်လာကြရုံမရှိမှာပေါ့အဲ့ဒီလိုဆိုရင်မင်းကြီးကလည်းကြိုက်မှာမဟုတ်ဘူးဗျပြီးတော့ဗဟန်းကတဲ့ကဌာနအုပ်ကလည်းအဲ့ဒီမှာရှိနေတယ်သူကလည်းကျုပ်တို့ CID ကလူတွေကိုအထင်ကခက်သေးသေးဗျ
ဟိုဗျာဥကူကူကြီးကလေဒီလောက်တော့စိတ်မလျှော့စမ်းပါနဲ့ကိုနေမောင်ကိုတော့တွေ့အောင်ရှာရမှာပေါ့ဗျာအပေါ်ကတိုက်ပိုင်ရှင်ဂျူးကြီးကိုမေးကြည့်လိုက်ရင်တော့ဘယ်သွားတယ်ဆိုတာကိုတော့သိလောက်ပါတယ်ခုနောက်ကျွန်ုပ်တို့နှစ်ဦးဟာတိုက်ပိုင်ရှင်ဂျူးကြီးခန်းသို့ရောက်သွားကြပါတော့တယ်ဦးအောင်တင်ကိုလည်းမတွေ့ရတာကြားမှပဲအလုံးများနေလို့ထင်တယ်ကိုနေမောင်ရင်ခန်း၌၎င်းတိုက်ပိုင်ရှင်ဂျူးကြီးနဲ့ကျွန်ုပ်ဟာတစ်ချိန်တစ်ချိန်မကစုံမိကြသည်ဖြစ်ရာဂျူးကြီးကကျွန်ုပ်ကိုမြင်မြင်ချင်းမှတ်မိသွားပါတယ်ဧကန္နမဟုတ်မှလွယ်ရောကျုပ်စီအလေသက်သက်နဲ့လာကြတာတော့မဖြစ်နိုင်ပါဘူးခမရတို့မိတ်ဆွေကြီးစားပလင်းနှင်းမောင်ရဲ့အခမ်းအနားတော့ခတ်ထားတာနဲ့ကျုပ်စီကိုတက်လာပြီးသူဘယ်ကိုသွားသလဲဆိုတာကိုမေးချမလို့နဲ့တူတယ်ကျွန်ုပ်နဲ့လဝဦးကိုကြည့်လို့လားအားမြင့်သွားကြပြီလေတယောက်မျက်နှာတယောက်ကြည့်မိလိုက်ပါတယ်ခမရတို့မိတ်ဆွေကြီးစားပလင်းနှင်းမောင်ကတော့ဗျာတကယ်ရှားမရှားတဲ့လူပဲဗျာစုံတော့ပညာပိုင်းမှာသူဘလောက်ထိတော်တယ်ဆိုတာကိုတော့တစင်စကားလောက်ပဲကြုတ်ချမှုထားတာရှိတာပါခမရတို့ကတော့ပို့လို့တိမှာပေါ့ဗျာကျုပ်ကတရောထူးကောင်းတာရဲ့အိမ်သားကမှန်မှန်ပေးတာရဲ့ကြောင့်အဲ့ဒီနှစ်ခုတည်းနဲ့တင်သူ့ကိုလေးစားလာပါပြီဂျူးကြီးစကားကြောင့်လဝဦးကိုကြီးဟာဘိုက်ကိုလက်နှစ်ဖက်ပြင်းနှိတ်ကခွတ်ထိုးခွက်လန်ရေမောပါတော့တယ်ကျွန်ုပ်လည်းမရေပဲမနေနိုင်အောင်ဖြည့်ရပါတော့တယ်ဒီနေ့မနက်တော့သူပဲထွက်သွားတယ်ဆိုတာကိုကျုံလည်းမသိလိုက်ပါဘူးဗျာခမရတို့နှစ်ယောက်ကြိုခန်းလိုတက်လာကြတော့မှပဲအောက်ခန်းမှာစားပလင်းနဲ့မောင်မရှိလို့ပဲလို့တွက်ဆပြီးပြောလိုက်ရတာဗျာညာကတော့တော်တော်လေးညားနေတဲ့အထိတရောထိုးနေသေးရဲ့သူညာကထိုးတဲ့တရောလက်တန်ကားတော့ဗျာတကယ်ကိုရှာမရှာပဲနားထောင်လို့ကောင်းလိုက်တာပြောမနေပါတော့နဲ့ဗျာကျုပ်တော်သူတရောလက်တန်ကိုနားထောင်ရင်စိတ်ကူးတစ်ခုပေါ်မိသေးတယ်ဘာစိတ်ကူးလဲဆိုတော့ဒီလိုသာနှင်းမောင်တယောက်ညာတိုင်းတရောထိုးနေမယ်ဆိုရင်တော့ကျန်တဲ့အခန်းကအိမ်ခန်းကားတွေကိုတူးတောင်းရလိမ့်မယ်ဆိုတဲ့စိတ်ကူးပဲဗျာဘယ်နဲ့လဲဗျာမကောင်းဘူးလားကိုနေမောင်တရောထိုးတာနဲ့ကျန်တဲ့အခန်းကအခန်းကားတွေကိုတူးတောင်းရမယ်ဆိုတာကတော့မဆိုင်ပါဘူးဗျာဆိုင်တာပေါ့ဗျာအဲ့ဒီအခန်းကလူတွေဟာကိုနေမောင်ရဲ့တရောလက်တံကိုအချောင်နားထောင်ပြီးစိန်ကြနေတာကိုဗျာတခြားတိုက်တွေမှာတွားနေကြရင်သူတို့ဒီလိုခွင့်မျိုးဘဲရမလဲဒါကြောင့်အခန်းကားကိုတိုးတောင်းရမယ်လို့ကျုပ်ကပြောတာပေါ့ကိုနေမောင်ရဲ့တရောလက်တံနားထောင်ကားကိုပါထည့်တောင်းတဲ့သဘောပေါ့ဗျာထိုခါကျမှပဲလဝဦးကိုကြီးကလည်းယူရီစကားကိုသဘောပေါက်သွားတော့ကြောင့်ခွတ်ထိုးခွက်လန်ရင်မောပါတော့တယ်ကျွန်ုပ်လည်းမရေပဲမနေနိုင်အောင်ဖြစ်ရပါတော့တယ်ဒီနေ့ဂျူလီဟောမှာပကြီးပြပွဲတစ်ခုဖွင့်တဲ့အကြောင်းသတင်းစာမှာပါတယ်အဲ့ဒီပကြီးပြပွဲမှာကိုနေမောင်ရောက်နေမှာပဲဟုတ်တယ်ဗျအဲ့ဒီမှာသွားပြီးရှာကြရအောင်ဗျာဟုတ်တယ်ကိုနေမောင်ကပကြီးပြပွဲဆိုရင်အမြဲသွားတတ်တယ်ထို့နောက်ကျွန်ုပ်တို့နှစ်ဦးကတိုက်ပိုင်ရှင်ဂျူးကြီးကနှုတ်ဆက်၍ထွက်ခွာရေးလာခဲ့ကြပါတယ်ဤသို့နေပင်ကျွန်ုပ်နဲ့လဝဦးကိုကြီးတို့နှစ်ယောက်ဟာစားပလင်းနှင်းမောင်ကိုရှာရန်အတွက်ဂျူလီဟောပကြီးပြပွဲသို့ရောက်ရှိသွားပါတော့တယ်ပကြီးပြပွဲမှာလွန်စွာမှစီကားလာပါတယ်တို့ရာတွင်မူမြမမျိုးသားများအနှဲငယ်သာတွေ့ရပါတယ်အများစုမှာမျက်နှာဖြူများသာဖြစ်ပါတယ်ပထမဦးစွာကျွန်ုပ်တို့နှစ်ဦးဟာရေဆေးပကြီးများသာချိတ်ဆွဲထားသောပကြီးပြခန်းတွန်း၌စားပလင်းနှင်းမောင်ကိုရှာကြပါတယ်တို့ရတွင်စားပလင်းနှင်းမောင်ကိုအရေးရောင်များပဲမတွေ့ရပါဘူးဘယ်နဲ့လဲဦးအောင်တင်ကျုပ်တို့စားပလင်းနှင်းမောင်တယောက်ဒီကိုမလာဘူးနဲ့တူတယ်ဗျအဲ့ဒီလိုဆိုရင်တော့လမ်းစာပြောက်ပြီဦးကိုကြီးရလေဗျာဒီလောက်တော့စိတ်မလျှော့ပါနဲ့ဟိုဘခန်းမှာရှိမှာပါတိုက်ပိုင်ရှင်ဂျူကြီးပြောတဲ့အတိုင်းမှန်ပါလိမ့်မယ်ဂျူးလူမျိုးတွေကဒီလိုတွက်ချက်ယူဆတဲ့နေရာမှာတော့တကယ်ကိုတစ်ဖက်ကန်းကတော်တဲ့လူမျိုးတွေဗျထို့နောက်ကျွန်ုပ်နဲ့ဥပုကိုကြီးတို့ဟာစီစေးပကြီးကများချိဆွဲထားသောကိုမကိုနေမောင်မို့လားစီစေးပကြီးကပြန်ခန်းတွင်သို့ရောက်သွားသောအခါလဝဥပုကိုကြီးကအားရဝမ်းသာစွာဖြင့်អော်လိုက်ပါတယ်ဥပုကိုကြီးအနာကျေလောင်သွားပါတော့တယ်ဟဲ့လူတိုးတိုးပြောဗျတော်ကြကျိုးတို့နှစ်ယောက်ကိုအရင်ဆိုင်နေလို့ထင်သွားအောင်မယ်စားပလင်းနှင်းမောင်ဟာလက်နှစ်ဖက်ကိုပိုက်ကစီစေးပကြီးကားကြီးတစ်ချက်အားဇိမ်ယူ၍ကြည့်နေပါတော့တယ်ကျွန်ုပ်နဲ့ဥပုကိုကြီးနှစ်ယောက်လည်း၎င်းအနည်းသို့ရောက်ရှိသည်ကိုပင်သတိထားမိပုံမပေါ်ပါဘူးအိုင်စေးကိုနှမောင်ရှာလိုက်ရတာဗျာခမရကဒီမှာရောက်နေတာကိုဗျထိုခါကျမှပင်စားပလင်းနှင်းမောင်ဟာကျွန်ုပ်တို့နှစ်ဦးဘက်သို့လှည့်၍ကြည့်ပြီးလျင်ဧကန္နခမရတို့နှစ်ယောက်တိုက်ပိုင်ရှင်ဂျူးကြီးနဲ့တွေ့ခဲ့ကြပြီနဲ့တူတယ်ကျုပ်တို့နှစ်ဦးစားပလင်းနှင်းမောင်ကြီးစကားကြောင့်မွန်စာမအံ့ဩရသွားပါတော့တယ်အစ်စ်ပဲမျိုးကိုနှင်းမောင်ကျုပ်တို့နှစ်ယောက်ကိုတူညွန်လိုက်တာအဲ့ဒါကိုခမရဘယ်လိုသိနေရလဲ
ဒီလိုလေးဗျာခမရတို့နှစ်ယောက်ကျုပ်ရဲ့အခမ်းအကားတုတ်ပိတ်ထားတော့ကျုပ်ဘယ်ထွက်သွားသလဲဆိုတာသိချင်တာနဲ့ဂျိုးကြီးစီကိုတိလို့တိညာတက်မေးလိမ့်မယ်အဲ့ဒီဂျိုးကြီးကအတွေးခေါ်ယူဆမစိုးဘူးဗျာကျုပ်ကိုပကြီးဝါသနာပါတယ်ဆိုတာကလည်းသူကသိရဲ့ပြီးတော့ဒီနေ့သတင်းစာတွေထဲမှာပကြီးပြပွဲဖွင့်နေကြောင်းကိုလည်းသူကတွေ့ထားလိမ့်မယ်ဒါကြောင့်ခမရတို့နှစ်ယောက်ကိုလာရှာဖို့သူကလမ်းညွှန်လိုက်တာပေါ့ခမရတို့နှစ်ယောက်ဆိုရင်ဒီလိုတွေးမိကြမှာမဟုတ်ဘူးဒီနေရာမှာပကြီးပြပွဲရှိတယ်ဆိုတာတော့ဒိဋ္ဌာမိကြမယ်မထင်ဘူးအေးဗျာအဲ့ဒီကျူကြီးကမစိုးဘူးဗျာအတွေးခေါ်ယူဆကောင်းတယ်ကျူးလူမျိုးတော်တော်များများဟာအတွေးခေါ်ကောင်းတယ်ဗျာဒါကြောင့်ဥရောပတိုက်သားတွေပြောတဲ့စကားတော်မှာရှိသေးတယ်ကျူးလိုတွေးပြီးအင်္ဂလိပ်လိုနေထိုင်မှာဆိုတဲ့စကားလေးအိုင်စစ်ကိုလည်းမကျူးလိုပဲတွေးအင်္ဂလိပ်လိုပဲနေအရေးမကြီးဘူးကျုံနဲ့အမြန်လိုက်ခဲ့ဖို့အရေးကြီးတယ်ဗျာရွှေကုန်းတိုင်းမှာလူသက်မှုတစ်ခုဖြစ်သွားတယ်အဲ့ဒီကိုကျုပ်တို့သွားရလိမ့်မယ်မင်းကြီးကခမရကိုခေါ်သွားပါလို့မှားလိုက်တယ်ခမရပါမဖြစ်လိမ့်မယ်ဒါကြောင့်ခမရကိုလိုက်ရှာနေတာသွားတာပေါ့ဗျာဒါပေမဲ့ဟော်ဒီပကြီးကားကိုကြည့်သွားကြပါဦး10မိနစ်2မိနစ်အချိန်ရပါသေးတယ်ထိုအခါကျွန်ုပ်နဲ့လဝါဥပ္ပကိုကြီးလိုလဲ၎င်းပကြီးကားလှမ်း၍ကြည့်လိုက်ရပါတော့တယ်ကျုပ်တော့အဲ့ဒီပကြီးကားကိုတော်တော်ကြိုက်နေပြီဗျာခမရတို့နှစ်ယောက်လာမခေါ်သေးရင်ကျုပ်တယောက်တည်းတဏီကုံကြည့်နေမိမလားမသိဘူး၎င်းပကြီးကားဟာကျွန်ုပ်တို့အားထူးခြားသောခံစားမှုကိုမပေးစွမ်းနိုင်ပါဘူးကျွန်ုပ်ဒီအမှုပညာနဲ့ဝေးလေသူတူဖြစ်ပါတယ်လဝါဥကိုကြီးကလည်းကျွန်ုပ်ကဲ့သို့ပင်ဖြစ်ပါတယ်ဒီပကြီးကားနဲ့ပတ်သက်လို့အယောင်အသွေးအထားသူတွေကိုတော့ခမရတို့သိမှာမဟုတ်တော့အရသာကိုခံနိုင်တတ်မှာမဟုတ်ဘူးအရေးပညာအခြေခံရှိမှထိမဲ့ကိစ္စကိုဗျပြီးမှခန်းစားလို့ရမှာခမရတို့နှစ်ယောက်ကိုကျုပ်ရှင်းပြပြီးအရသာခန်းစားသိချင်တာကတော့ဒီပကြီးကားရဲ့အယူဆပဲထိုပကြီးကားမှာနှုတ်ဆုအရွယ်ကလေးတယောက်ဟာနှုတ်တိုက်ရင်ထမင်းရင်ငဲ့နေတော့မျိုးသမီးတူပုံဖြစ်ပါသည်ပကြီးကားပေါင်ကြီးအောက်တွင်အပူနဲ့အေးဝေပကြီးကားရဲ့အမည်ကိုလည်းချိတ်ဆွဲထားပါတယ်ပကြီးဆရာရဲ့အယူဆဟာပြုပကြီးကားမှာထင်ဟပ်နေတာကိုဗျာအဲ့ဒါကိုပကြီးကားရဲ့အယူဆလို့ခေါ်တယ်အဲ့ဒီပကြီးကားကိုတာမန်ကြည့်ရင်တော့အမျိုးသမီးကကလေးငယ်ကိုနှုတ်တိုက်ရင်ထမင်းရင်ငဲ့နေတာကိုပဲတွေ့ရလိမ့်မယ်အဲ့လိုဆိုရင်တော့မကြီးဆရာရဲ့အယူဆသိရမှာမဟုတ်တော့ဘူးတကယ်တမ်းမကြီးဆရာကဖော်ပြချင်တာကအပူအေးဗျဒါကြောင့်မကြီးကားနာမည်ကိုတော့အပူအေးလို့နာမည်ပေးထားတာပေါ့ဒါပေမဲ့အပူကိုတော့သူကမကြီးကားထဲမှာတိတာထင်ရှားအောင်ပြထားတယ်အေးကိုတော့ကြီးတဲ့သူတွေညံကစားပြီးရှာနိုင်အောင်တမင်ဝတ်ထားနေဗျခမရပြောတဲ့အပူကိုတော့တွေ့ပါတယ်မိဘူးတွေကမိခဲတွေရဲနေတာပဲပြီးတော့သမီးတွေကလည်းအငွေ1000လုံးနဲ့ဒါပေမဲ့အေးကိုတော့မတွေ့မိပါဘူးဟုတ်တယ်ကျုံလဲအေးတဲ့ຢာကိုတခုမှမတွေ့ဘူးကျမတို့နှစ်ယောက်တေးသေးချာချာမကြည့်လို့ပါဗျာတေးသေးချာချာကြည့်ရင်မြင်နိုင်ပါလေကလေးနှုတ်ဆုနေတဲ့နှုတ်ရီပေါ့ဗျာနှုတ်ရီအေးလို့တော့မှစာပွဲခဲ့ကြသေးတယ်မဟုတ်လားမိဘမြတ်တာကြောင့်ရင်ထဲကစီးဆင်းလာတဲ့အေးများတဲ့နှုတ်ရီကိုกินစားခြင်းလို့ထမင်းရီပူပူနဲ့ရှင်းပြလိုက်တာပေါ့ဗျာဟုတ်တယ်ဗျာကိုနဲ့မောင်ခမရပြောမှကျုံလဲအဲ့ဒီအချက်ကိုသွားမြင်တော့တာပဲဒါတွေမကသေးဘူးအဲ့ဒီပကြီးကားတဲ့ကအမျိုးသမီးအလုတ်ကပြန်လာမဲ့သူ့ယောက်ျားနဲ့ကျောင်းကပြန်လာကြမဲ့ကလေးကြီးတွေကိုစားဖို့ထမင်းအိုးတယ်လိမ့်မယ်ထမင်းအိုးမစူခင်ချိန်တွင်းမှာမောမောပန်းပန်းနဲ့ပြန်လာမဲ့လင်းတော်မောင်မောပြေအောင်အေးမိုးချိုးတနခါလိမ့်ပြီးတန်တန်မြန်မြန်လေးလှုပ်ထားဦးမှဖြစ်မယ်လို့တွေးပေါ်လာတာကိုဗျာဒါပေမဲ့အင်ကြီးဘော်လီဆွေပြီးထမင်းရရှားနဲ့ရေသွားချိုးတော့မဲ့အလုံးမှာမကတ်ထဲကတိတ်ထားတဲ့ငယ်ဆုံးကလေးကနိုးလာပြီးငိုတာပေါ့ဗျာဒါနဲ့ပကတ်ကိုတစ်ချက်လွှဲပြီးပြန်ချော့တိတ်ပင်မဲ့ကလေးကနိုးစားလို့မို့တော့ပြန်ချော့တိတ်ပင်မဲ့မအိတ်တော့ဘူးဒီတော့နိုးတိုက်မှာပဲဖြစ်တော့မယ်လို့တွေးပြီးနိုးတိုက်မဲ့လုံးမှာမီးဘူးပေါ်ကတင်ထားတဲ့ထမင်းအိုးကိုလှမ်းကြည့်လိုက်မိတယ်အဲ့ဒီချိန်မှာပဲထမင်းအိုးကပုတ်ပွဆူနေတာကိုတွေ့လိုက်တာကိုဗျာပထမတော့ကလေးကိုပဲအရင်နှုတ်တိုက်ရမလားထမင်းရေပဲအရင်ငှဲ့ရမလားဆိုပြီးချီတုံချတီဖြစ်နေလိမ့်မယ်အဲ့ဒီချက်ကိုလည်းပကြီးဆရာကပြကျင်သေးတယ်အမှန်တော့အင်ရှင်မတွေဟာအပြင်ထွက်ပြီးငွေမရှာကြပေမဲ့အိမ်ထဲမှာလုံနေရတဲ့အိမ်မှုအလုပ်ငွေကလည်းမနှဲလာဘူးဆိုတာကိုတင်ပြထားတာဗျာဟုတ်တယ်ဗျာကိုလင်းမောင်ခင်ဗျာပြောမှာပဲအဲ့ဒီပကြီးကားရဲ့အနှစ်သာရကိုသိရတော့တယ်အဲ့ဒီတော့ပို့ပြီးကြည့်ရတာအရသာရှိလာခဲ့တာပေါ့ဗျာ
ဒီလောက်ကောင်းတဲ့ပကြီးကားကိုမတွေးလိုက်မမြင်လိုက်ရတော့တဲ့ရွှေကုန်းနိုင်ကတတိဥတံဖြူရဲ့အလောင်းကိုတွားကြည့်ဖို့ရေးကြည့်တယ်ဗျာတော်ကြာမင်းကြီးကလူသက်မှုဖြစ်ပွားတဲ့စီကိုလွတ်လိုက်တဲ့စုံတော့တွေပကြီးကားကြည့်ပြီးပြန်လာကြတယ်ဆိုရင်တဲပြီးမကောင်းလာဘူးထိုအခါကျမှပဲကျွန်ုပ်တို့သုံးဦးလည်းပကြီးကားကအတွင်းမှာထွက်လာခဲ့ကြပါတော့တယ်ကျွန်ုပ်နဲ့စာမလင်းနဲ့မောင်လဝဦးကိုကြီးတို့ဟာလူသက်မှုဖြစ်ပွားခဲ့သောရွှေကုန်းတိုင်းရှိခြံအမှတ်73ရှိသို့ရောက်ရှိသွားကြပါတယ်အိမ်ရှိစင်ဝင်းအောင်မှာစောင့်ရည်နေသောပလိကလေးတူဟာကျွန်ုပ်တို့သုံးဦးကိုမြင်သည်နှင့်စီးနှင်း၍နှုတ်ဆက်ပါတယ်ဆရာတို့ကိုကျွန်ုပ်တို့ဌာနအုပ်ကြီးကစောင့်နေတယ်အသက်ခံရတာကတော့ပေါ်သက်စားကြည့်တိုက်ခန်းထဲမှာပါကျွန်တော်အထင်တော့အဲ့ဒီလူသက်သမားဟာတော်တော်ရက်ဆက်မဲ့ပုံပဲလူသက်သမားဆိုမှပဲမရက်ဆက်ပဲနေမလားကွာလဝဦးကိုကြီးကဟိတ်ဟောက်လိုက်လျာ၎င်းပလိပူလေးလဲစက်ပူရီသွားပါတော့တယ်ထို့နောက်ကျွန်ုပ်တို့သုံးဦးကခင်းဖြစ်ပွားခဲ့သောစာချီကန်းသို့တွားကြပါတယ်စာချီကန်းအတွင်းသို့ဝင်လိုက်တဲ့နဲ့ချမ်းမြေပေါ်၌လဲချတည်ဆုံနေသောဥတံဖြူရဲ့အလောင်းကိုတွေ့ရပါတော့တယ်တပည့်ရှင်တွင်ဓာတ်ရရာကြီးမှာမြေမကောင်းစရာမကြီးဖြစ်ပါတယ်မဲမဲပူပူဓာတ်ပုံဆရာတူကလည်း၎င်းလူသေးကောင်းကြီးဟာရှူတော်မျိုးမုံမှယူ၍ဓာတ်ပုံရိုက်နေပါတယ်ကလထိုင်တလုံးပေါ်တွင်အမြိန်သားထိုင်ကဆေးမြင့်လေးကိုအားရပါရဖွာဆိုင်နေသောဗဟန်းကထဲမှာဌာနအုပ်ကိုလူဝါကြီးဟာကျွန်ုပ်တို့သုံးဝမြင်လိုက်တဲ့နဲ့ထေလုံးငေါ်လုံးများဖြင့်ပြုတ်ဆိုပါလေ CND ကစုံတော့ကြော်ပြီးရောက်လာကြပြီကိုခမရတို့လာမလာကြတော့ပါမလားလို့ကျုပ်ကပူလိုက်ရတာဗျာဧကန်နာ IB ဥအောင်တဲ့နဲ့ဥကိုကြီးတို့နှစ်ယောက်စားပလင်းနှင်းမောင်ကိုလိုက်ရှာနေကြရလို့ကြာသွားတယ်နဲ့တူတယ်ကျွန်ုပ်နဲ့လဝါဥကိုကြီးတို့မှာမိသူများပင်ပြန်မပြောနိုင်တာကြောင့်ညင်၍သာနေလိုက်ကြရပါတယ်ထိုချိန်၌စားမလင်းနှင်းမောင်ဟာနိုင်ရကတ်စာအုပ်စင်ကြီးများပေါ်၌ထောင်၍တင်လာသောစာအုပ်ထူကြီးများကိုတုပ်ပြီးတော့လန်လောဖတ်ရှုနေပါတော့တယ်စားမလင်းနှင်းမောင်ဟာကျမ်းမြေပေါ်၌ဆန်းဆန်ကြီးတင်နေသောဥတံဖြူအလောင်းကိုမူတစ်စေးတစ်စောင်းများငုံဝေပဲမကြည့်ပါဘူးထိုအခါဌာနအုပ်လူဝါကြီးဟာကျွန်ုပ်နဲ့လဝါဥကိုကြီးတို့၏နီးသို့တိုးရခတ်လာပြီးလျင်ရေစံတူးတို့ဖြင့်ခမည်းတော်စားပလင်းနှင်းမောင်ကလည်းအလောင်းကိုတစ်စက်မှငုံမကြည့်ဘူးဘလို့လုပ်ပြီးများတဲလွန်စာရှာမလဲကျုပ်တော့ဖြင့်မတွေးတတ်အောင်ပါပဲဗျာစားပလင်းနှင်းမောင်ဟာစာအုပ်ထူကြီးများကိုတုပ်ပြီးတော့လှန်လို့ရည်သာဆက်လက်ဖတ်ရှုနေပါတယ်မဲမဲပူကွက်ကဓာတ်ပုံဆရာကလည်းလောင်းကြီးကိုကွေ့ပတ်၍နေဟာမြူးမြူးမှဓာတ်ပုံရိုက်၍သာနေပါတယ်ခတ်တယ်ဗျာခမည်းတော်စားပလင်းနှင်းမောင်ကလည်းဘလို့လဲမသိဘူးစာကြီးတိုက်တဲ့ရောက်နေတဲ့များအောက်မေ့နေလားမသိဘူးအေးစစ်စစ်နိုင်လိုက်တာအလောင်းကြီးကပို့တော့မယ်ကျုပ်လည်းပြန်ကျင်လာပြီဟိုဓာတ်ပုံဆရာငမဲကလည်းခုထိဓာတ်ပုံရိုက်လို့မပြီးနိုင်ဘူးဌာနအုပ်လူဝါကြီးဟာထပ်မံရေးညီးတွားပြန်ပါတယ်ထိုချိန်၌စားပလင်းနှင်းမှာကျွန်ုပ်တို့ထံသို့ရောက်ရှိလာပြီးဟောဒီစာသင်ခန်းကြီးရဲ့စာအုပ်တွေရဲ့ကိုမြင်လိုက်ရတော့ကျုပ်ကဥတံဖြူကိုစာပတ်ဝါဒနာကြီးတဲ့စာပေဝါဒနာဦးကြီးတယောက်လိုပဲထင်လိုက်မိလေတယ်ဒါပေမဲ့သူ့စာအုပ်တွေကိုတေးသေးချာချာကြည့်လိုက်မိတော့မှဒီလူကြီးဟာစာဖတ်ဝါဒနာမပါမှန်းသိတော့တာပဲစာအုပ်တွေမှာမှတ်ထားရေးထားချစ်ရာတွေလည်းတစ်ခုမှမတွေ့ရဘူးစာအုပ်တွေရဲ့အနှောင်းတွေကအတိဖြစ်နေတယ်ဒါကြောင့်ဒီလူဟာသူ့စာအုပ်တွေကိုကိုယ်တိုင်မဖတ်ပဲထားတာချင်းနေတာပေါ့တကယ်တမ်းစာဖတ်ဝါဒနာကြီးတဲ့သူတွေရဲ့စာအုပ်တွေဟာကြည့်လိုက်တာနဲ့တန်းစီတယ်ဗျာဧကနာဥဒံဖြူဟာကြွားဝါခြင်းလို့ဒီစာအုပ်တွေကိုတမင်သက်သက်ဝယ်ပြီးအလှပြထားတာပဲစာမလန်းနှင်းမော်ဤစကားကြောင့်ဌာနအုပ်ဦးလူဝါကြီးဟာသူစာအုပ်တွေကိုအလှပြထားတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ဒီချက်ကအရေးမကြီးပါဘူးဗျာအဲ့ဒီစာကြည်ကန်းထဲမှာဓာတ်ထိုးခံရပြီးတေတာကပိုးပြီးရေးကြီးပါတယ်လူရသမားဟာဥဒံဖြူကိုဟောဒီစာကြည်ကန်းထဲမှာဓာတ်နဲ့ထိုးတက်ခဲ့တာမဟုတ်ဘူးဗျာအောက်တက်ကအေကန်းထဲမှာဓာတ်နဲ့ထိုးတက်ခဲ့တာပြီးမှအလောင်းကိုဒီစာကြည်တိတ်တခန်းထဲမှာထားရတာပေါ့ဒီတစ်ခါတော့ခမမှားသွားပြီကိုနေမောင်စာကြည်ရန်ထဲမှာအသက်ခံရတယ်ဆိုတာသိသေးကြပါလေဒီအလောင်းကိုခုချိန်ကြီးအောင်ဘယ်သူမှလက်ဖျားနဲ့မတီးရသေးဘူးဗျကျုပ်တို့ကတ်ကိုလာပြီးတိုင်တဲ့ချမ်းတော်ကြီးကလည်းဒီအလောင်းကိုဟောဒီစာကြည်ရန်ထဲမှာတွေ့တယ်လို့အစ်စ်ခံထားတယ်ဗျအလောင်းကိုတွေ့နေချင်းကျုပ်တို့စီပြေးလာခဲ့ပုံရတယ်ခမရတို့သတိမထားမိကြတာပါဗျာဒီအိမ်ထဲကိုဝင်ဝင်ချင်းအဲကမ်းမကြီးတွေကအိမ်တော်ပရိဘောကခင်းချင်းထားပုံကိုသတိထားမိပြီးကြည့်မိတယ်အဲကန်နိုင်ရမှာချိတ်ထားတဲ့ပကြီးကားတစ်ချက်ဟာနေရမြက်ပြီးတစ်ဖက်ဆောင်ဖြစ်နေတယ်။ပြီးတော့ပကြီးကားပေါ်ပေါင်းမှုမှာလည်းတွေးဆက်တီးပေးနေတယ်။ဧကန်ကတွေးစွန်းတဲ့လက်နဲ့ကင်မီတို့နဲ့တူတယ်
ဟောဒီအပေါ်ဓာတ်ကိုတက်လာတဲ့လှေကားတစ်ထစ်မှလည်းသွေးကပ်လီတစ်ဝက်တွေ့တယ်။ဒါကြောင့်လူသက်သမားဟာဥတံဖြူကိုဓာတ်နဲ့ထိုးတက်ပြီးယူလာတာဖြစ်မယ်လို့ပြောတာ။ကိုနှင်းမောင်ကတော့တကယ်လဲမျက်စိလှည့်လာဖို့ဗျ။ကျုပ်တို့ကတော့တတိမထားမိကြဘူးအမှုမှန်မှတ်မယ်ပဲ။ခမရတို့ကဘယ်တတိထားမိကြမလဲ။ဥတံဖြူရဲ့လောင်းကြီးကစာကြည့်ကန်းထဲမှာရှိတယ်ဆိုတော့အဲ့ဒီစာကြည့်ကန်းကိုပဲစိတ်ရောက်နေပြီးတက်လာကြတယ်မဟုတ်လား။ကျန်တဲ့နေရာကိုတော့ဘယ်တတိထားမိကြမလဲဗျာ။ကဲခမရတို့စိတ်ထဲရှင်းသွားအောင်အဲကန်းကိုစင်ပြီးကြည့်အောင်ဗျာ။ကျွန်တော်တို့အားလုံးလည်းအိမ်မော်တက်လေကားမှတစ်ဆင်အောက်တက်ရှိအဲကန်းမကြီးကိုဆင်းလာခဲ့ကြပါတယ်။ယခုမှပင်ကျွန်တော်တို့အားလုံးလည်းလေကားပေါ်မှာကြာနေတော့တွေးကွက်ကိုတတိထားကြည့်ရှုမိကြောကြောင့်တွေ့မြင်ကြရပါတယ်။ထိုကကြမှာပင်ကျွန်တော်တို့အားလုံးလည်းစာပလင်းနဲ့မော်ကြီးမျက်စိအတင်မြုံကိုအခြေကျူးပဲမနေနိုင်အောင်ဖြစ်ရပါတော့တယ်။ကိုနှင်းမောင်ကတော့ဗျာတော်တော်ကိုမျက်စိလည်လာဘူးဗျာ။နေကားတဲ့ပေါ်ကသွေးဆက်ရဲ့ပကြီးကားရွှေဆောင်နေတာရဲ့ကတော့ထားပါတော့ထူးလာတယ်မဆိုတာဘူး။ဟောဒီပကြီးကားပေါင်ပေါ်မှာစွန့်နေတဲ့သွေးကိုတော့အနည်းငယ်သေချာကြည့်မှမြင်ရတာ။ခမရမြင်နေဆိုတာကတော့ဗျာတေပြီးအံ့ဩစရာပါပဲ။ဒီအိမ်ထဲကိုဝင်လာတော့ကလည်းခမရလည်းပဲကျိုးတူလူဘဲမှမကြည့်ပဲပေါ်တက်ကိုတန်းတက်သွားတာပဲမဟုတ်လားကိုနှင်းမောင်။ဒါနဲ့တော့ခမရကအဲ့ဒီချက်ကိုတေးသေးချာချာရှာကြည့်ပြီးတွေ့တော့ပြောမစိုးအောင်တောသုံးအောင်ဖြစ်ရပြီဗျ။ဒါကြောင့်လဲစာပလင်းနဲ့မောင်ဆိုပြီးနာမည်ကြည့်နေတာ哦ဌာနဦးကထပ်တလဲလဲပြောဆိုရေးရွနေပါတယ်စာပလင်းနဲ့မောင်မှာတစုံတစ်ခုအားလေးလေးနက်နက်စဉ်းစားယူနေပါတယ်ဦးတန်းဖြူရဲ့ချောင်းနဲ့ပတ်သက်ပြီးခမရဘာတွေမင်းမြတ်ထားပြီးလဲဗျစာပလင်းနဲ့မောင်ကဌာနအုပ်လူဝါကြီးဘက်သို့လှည့်ပြီးမေးလိုက်ပါတယ်ထိုအခါဌာနအုပ်လူဝါကြီးကတည်သွားတဲ့ဦးတန်းဖြူဟာစံသက်တတိတယောက်ပဲဗျမဟုတ်ဘဲညောင်လုံးတစ်ဝိုက်မှာသူ့ရဲ့ဆန်းဆက်တွေတော်တော်များများရှိတယ်။နောက်ကျောင်းရာဇဝင်ကရှို့ချက်ချက်မရှိပါဘူး။အေးစစ်စစ်နေထိုင်တတ်တဲ့သူတို့ပါပဲ။ခုတော့ရှိတယ်ကိုနှမောင်ကျုပ်သူ့ရဲ့ခြံဆောင်ကိုပဲမေးရသေးတယ်။ခြံဆောင်ကြီးစီကသိရတာကတော့ဦးတန်ဖြူမှာတားတစ်ယောက်ရှိတယ်။ဝတ်လုံပွဲယူဖို့ဖိလက်ရောက်နေတယ်ဗျ။ပြီးတော့တည်သွားတဲ့သူမိမမကတော့တူတစ်ယောက်ရှိသေးတယ်။အဲ့ဒီသူရဲ့တူကလည်းသူ့စီကိုအလာနေပါတယ်တခါတလေရောက်လာတတ်တယ်အဲ့ဒီဦးတန်ဖြူရဲ့တူကဘဲမှလောက်တာလေဗျဦးတန်ဖြူရဲ့စံသက်တွေစီမံအုပ်ချုပ်ဖို့ဦးတန်ဖြူကအလုပ်ပြန်ပေးထားတယ်ဗျသူကမူပန်မှာသူ့အိမ်တော်နဲ့သူနေတယ်တခါတခါစံစက်နဲ့ပတ်သက်ပြီးအရေးကြီးတဲ့ကိစ္စရှိမှရန်ကုန်တက်လာပြီးဦးတန်ဖြူနဲ့တိုင်ပင်တယ်အဲ့ဒီတူရဲ့နာမည်ကဘလို့ခေါ်လဲဗျဓာတ်နိုင်လို့ခေါ်တယ်ချမ်းဆောင်ကြီးပြောပုံတော့လူဖြောင်းလူယိုးတယောက်ပါပဲလို့သိရတယ်ဗျတူးလေးနဲ့သူတို့ဆက်ဆံရေးကလည်းကောင်းကောင်းမွန်မွန်ပါပဲပြဿနာတွေပါတယ်တခါမှမဖြစ်ခဲ့ဘူးလို့ချမ်းဆောင်ကြီးကပြောနေပြန်ကျုံလဲဒီနေ့လေမူပင်ကပ်ကိုတန်ကြိုးရိုက်ပြီးဥဒ္ဒနီသိဆုံးတဲ့အကြောင်းကြားပေးဖို့မောင်သိန်းနိုင်ကိုမှားလိုက်မယ်လေဘယ်နဲ့မကောင်းဘူးလားခုနှစ်မောင်မောင်သိန်းနိုင်ရောက်လာတော့မှပဲဥဒ္ဒံပြူကြောင်ကိုခေစီနှွှန်းကြသိရအောင်ကိုနှစ်မောင်ပဲမေးတော်လေဗျာပြီးတော့ဒီအိမ်မှာချက်ပြုတ်ဖို့ငှားထားတဲ့ဒေါ်ပိန်ဆိုတဲ့မိမကြီးတယောက်ကြံသေးတယ်ဗျာအဲ့ဒီမိမကြီးကိုလည်းဒီကပြန်ရင်ကျုပ်သွားပြီးမင်းမြတ်ကြည့်အောင်မယ်အဲ့ဒီဒေါ်ပိန်ဘယ်မှာနေလဲဗျာကျိုးကုန်းမှာပါသူကမနဲ့အလုပ်လုပ်တယ်ညနေကျရင်အိမ်ပြန်အိတ်တယ်ဗျာသူအိမ်ကိုမလာတာဒီနေ့နဲ့ဆို2ရက်ရှိသွားပြီချန်ဆောင်ကြီးပြောတော့ကလေးတယောက်ကဒေါ်ပိန်နေမကောင်းတဲ့အကြောင်းဦးတန်ဖြူစီကိုမနေ့ကပဲခွန့်လာတောင်းသွားတယ်တဲ့ဒါပေမဲ့လူရမရသူ့ကိုလည်းတွားပြီးမေးကြည့်အောင်မယ်လေဒါနဲ့ဌာနဦးကြီးကခြံဆောင်ကြီးကိုလူတက်သမားရဲ့ပုံသဏ္ဍာန်ကိုမေးကြည့်ပြီလားဗျာကျုပ်မေးကြည့်ပြီသူကလူတက်သမားကိုတိတိကျကျမြင်လိုက်ရပါတယ်အဲ့ဒီလူတက်သမားကိုသူကိုယ်တိုင်ပဲခြံတကားဖို့ပေးလိုက်တာဗျာအသက်က30လောက်ပဲရှိလိမ့်မယ်ပြီးတော့လက်ထဲမှာအများကြီးပလင်းကိုခိုင်ထားတယ်ဗျာတော့ကဖျားမှုတက်လာတယ်လို့ပြောပြီးရွာကဦးတန်ပြူစီကိုမျိုးကြုံပေးလိုက်တဲ့ကြားရီပလင်းပေးခြင်းနဲ့ဆိုလို့သူလည်းဦးတန်ပြူကိုခေါ်သွားပြီးလူငန်းနဲ့တွေ့ပေးလိုက်နေနောက်တော့သူလည်းပန်းအိုးတွေရွှေ့ရရှိတယ်လို့ခြံနဲ့ပြန်ဆင်းသွားတယ်လीတိတ်မကြပါဘူးအဲ့ဒီလူငယ်ပြန်ထွက်လာတော့သူကိုယ်တိုင်ပဲခြံတကားပြန်ဖို့ပေးလိုက်တယ်ဗျအော်တန်ဟစ်တန်တွေဘာလို့တော့မချမ်းမိဘူးပြောတာပဲအဲ့ဒီလူငယ်ထွက်သွားပြီးတောင်းကြတော့သူလည်းပန်းအိုးတွေရွှေ့ထားတဲ့နေရာကြိုက်မကြိုက်ဦးတန်ဖြူကိုတက်မေးတော့မှစာကြည့်ကန်းထဲမှာဓာတ်နံရနဲ့လဲနေတာပဲတခုတော့ရှိတယ်အဲ့ဒီလူငယ်ပြန်ထွက်သွားတော့ပြားရီပလင်ပြန်ပါမသွားဘူးဆိုပဲဒါနဲ့ကျုပ်တို့လည်းပြားရီပလင်ကိုအိမ်ထဲမှာလိုက်ရှာကြည့်သေးတယ်ဒါပေမဲ့ပလင်းကိုမတွေးမိဘူးဗျာ
ပြားရည်ပလင်းကရင်းမကြည့်ပါအောင်ဗျာအခြားရေးကြီးတဲ့တဲလွန်စာကိုရှာဖို့လိုတယ်ဗျာတဲလွန်စာဆိုလို့ကျုံလက်ခုမှတတိရတယ်အလောင်းဘေးမှာဖောင်နေတစ်ချောင်းကျနေတယ်ဖောင်နေကအသေးချက်ချွတ်ပဲဗျာဈေးကြီးပေးရတဲ့ပကားမျိုးစားပဲကျိုးထင်တော့လူသက်သမားကြံခဲ့တဲ့ပစ္စည်းဖြစ်ရမယ်အလောင်းကိုကျမ်းမြင့်ပေါ်ငုံပြီးချမှာကြံခဲ့တာဖြစ်မယ်အဲ့ဒီတော့ရန်ကုန်မှာရှိတဲ့ကုန်တိုက်ကြီးတွေမှာဒီဖောင်နေမျိုးဒီရက်တွေအတွင်းမှာဝယ်သွားတဲ့လူရှိမရှိတယောက်ချင်းလိုက်စုံစမ်းကြည့်ရမယ်ဗျဌာနအုပ်လူဝကြီးက၎င်းရီဘောင်းမီအိတ်တွင်းမှာကစုံတစ်ခုကိုဆွဲထုတ်ရဟန်မြန်လိုက်လျာစွာပလင်းနှင်းမောင်ကဌာနအုပ်လူကြီးကကျုပ်ကိုအဲ့ဒီတက်သေးဖောင်နေကိုပြမလို့လားမပြပါနဲ့တော့အဲ့ဒီတက်သေးကံပစ္စည်းကကျုပ်တို့တွေရေးလိုက်ငားလိုက်လွဲအောင်လုပ်တဲ့လူသက်သမားကတမင်ချခဲ့တဲ့တဲလွန်လားဗျပြီးတော့တောကလာတဲ့ဖျားမှုလို့ဝစ်စားထားတာရဲ့ပြားရင်ပလင်းရဲ့ကဒီအိမ်ကိုဝင်လို့ကောင်းအောင်တမင်လုပ်လာတာဗျဘာပဲဖြစ်ဖြစ်လူသက်မှုဖြစ်လာမှာတော့တတ်တဲ့လူရှိလို့ပေါ့ဘယ်သူတက်လဲဘာကြောင့်တက်လဲဘလို့တက်လဲဆိုတဲ့ပု္ပ္ပာတွေမျိုးစုံရှိပေမဲ့အဖြေကတော့တစ်ခုပဲပါဗျဘလို့အဖြေလဲဗျလူသက်သမားဟာဒီကဘာကထွက်မသွားရင်တော့ကျုပ်လက်အောက်ကမလွတ်နိုင်ပါဘူးဆိုတဲ့အဖြေပေါ့ဗျာနောက်နေ့တစ်နေ့၌ကျွန်ုပ်ဟာယမန်နီးကရွှေဘုံနိုင်၌ဖြစ်ပွားခဲ့သောလူသက်မှုနှင့်ပတ်သက်၍ရာဇဝတ်မှုစီရင်လာကိုရေးသားလျက်ရှိပါတယ်ထို့စဉ်ကျွန်ုပ်၏ရုံးခန်းအတွင်းသို့ဆမ်မလင်းနှင့်မောင်ဝင်ရောက်လာပြီးလျင်ဘလို့လဲအိုင်မီဦးတန်ပြူတက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအစီရင်ခံစာရေးနေတယ်မဟုတ်လားသိပါပြီမစောလို့မလားဗျာတရားခံကိုမိတော့မှာပဲအေးစစ်စစ်ရေးပေါ့ဗျာမစောလို့မဘူးဗျာခုနှစ်မောင်ရဒီနေ့မနက်တော်မင်းကြီးကကျုပ်တို့ကိုတရားခံအမြန်ဆုံးမိအောင်ဖမ်းဖို့နားဖို့တိုက်နေပြီကျုံနဲ့ဥပူကြီးလည်းအခြေအနေဘလို့မှမသိတာနဲ့ရဲရဲဝံ့ဝံ့ဂတိမပြေးရဲပဲညီနေရတယ်ဗျာဟုတ်တယ်ခုနှစ်မောင်မင်းကြီးကတရားခံကိုချက်ချင်းပြီးမှကြိုက်တယ်တဲ့မနက်ကလည်းကျုပ်တို့နှစ်ယောက်အကျဉ်းခံရပြီးပြီကျုပ်တို့ကလည်းခမရစီကစကားတော်မရသေးပဲသူ့ကိုဘလို့မှပြန်ပြီးဂတိမပေးနိုင်ဘူးဗျအဲ့ဒါကိုသူကတော်တော်လေးမချင်မနှက်ဖြစ်နေတယ် CID မှာစာပလင်းနဲ့မောင်မရှိလဲအလုပ်လုပ်လို့ရပါတယ်ဗျာလို့တောင်ပြောနေတယ်တကယ်ကိုခွာကြတဲ့လူကြီးပါဗျာကိုနှစ်မောင်အကြောင်းကိုအဲ့ဒီလူကြီးကကောင်းကောင်းမသိသေးဘူးဗျဒီကြားထဲကိုအောင်မြင်နဲ့ကိုတင်ဝင်းကလည်းတမျိုးမင်းကြီးကိုဘာတွေသွားပြောထားလဲမသိဘူးဗျာဒါကြောင့်ပဲထင်ပါတယ်စာမလင်းနဲ့မောင်မရှိလဲ CID ကလူတွေဟာတက်နိုင်ပါသေးတယ်ဆိုတာကိုပြရမယ်လို့တဖားကပြောနေတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့ဗျာတရားခံမိဖို့ကအရေးကြီးတယ်မဟုတ်လားဒီတော့မင်းကြီးကိုဒီညနေမှာပဲတရားခံကိုမိအောင်ဖမ်းပေးမယ်လို့ခရီးပေးလိုက်ဗျာတကယ်လားဗျာဦးတန်ပြူကိုတတ်တဲ့တရားခံကိုဒီညနေပဲဖမ်းပေးမယ်ဆိုတာဖြစ်နိုင်ပါမလားမနေ့တုန်းကလည်းခမရတို့ကျုပ်တို့တွေဘာတစ်ခုမှဟုတ်ဒီပတ်တီတဲလွန်စာမရခဲ့ကြပဲတဲလွန်စာလားဦးအောင်တင်ရခဲ့ပြီပေါ့ဗျာခမရတို့တဲလွန်စာဆိုတဲ့အဓိပ္ပာယ်ကိုတစ်မျိုးထင်နေကြတာကိုဗျာတဲလွန်စာနှစ်မျိုးရှိတယ်မြင်ရတဲ့တဲလွန်စာရဲ့အမြင်ရတဲ့တဲလွန်စာရဲ့ဆိုပြီးနှစ်မျိုးနှစ်စားရှိတယ်အဲ့ဒီချက်ကိုသိထားမှအမှုခင်းတစ်ခုမှာတရားခံကိုခြေရကောက်နိုင်မှုတဲလွန်စာအပြည့်စုံရနိုင်ပဲမနေ့ကဥတန်ပြူတက်ခံရတဲ့နေရာမှာမြင်ရတဲ့တဲလွန်စာဆိုလို့ဘာတစ်ခုမှမရှိသလောက်ပဲဒါပေမဲ့မမြင်ရတဲ့တဲလွန်စာကိုကျုပ်ရခဲ့တယ်အဲ့ဒီတဲလွန်စာကဘာလဲဆိုတော့အိမ်ပေါ်လုတ်တဲ့ဒေါ်ပိန်မာကြီးတယောက်အလုံးမစင်းတဲ့ချက်ပဲဥတန်ပြူတက်ခံရတဲ့နေရာမှာမြင်ရတဲ့တဲလွန်စာဆိုလို့ဘာတစ်ခုမှမရှိသလောက်ပါပဲဗျာတကယ်လို့တိုက်တိုက်ဆိုင်ဆိုင်ဒေါ်ပိန်မာကြီးကရိုးရိုးနေထိုင်မကောင်းတာဆိုရင်တော့လေတမျိုးစဉ်းစားရတာပေါ့အဲ့ဒီဒေါ်ပိန်မာကြီးဆိုတဲ့အီမော်မာကြီးကတော့ရိုးရိုးနေထိုင်မကောင်းတာပဲဖြစ်ပါလိမ့်မယ်ဗျာဦးတန်ဖြူကိုတက်လောက်အောင်ထိတော့ကြံလိမ့်မယ်မထင်ဘူးကျုပ်ပြောတာကတမျိုးပါဥပ္ပကြီးဒေါ်ပိန်မာကလူသက်မှုထဲမှာပါတယ်လို့ပြောတာမဟုတ်ပါဘူးလူသက်သမားဟာဒေါ်ပိန်မာကိုမလာစေခြင်းလို့တမင်နေမကောင်းအောင်တခုခုများလှုပ်ထားတာလားဒါမှမဟုတ်တခြားနီလန်းနဲ့မလာပြည့်အောင်စီယုံထားသလားဆိုတဲ့အချက်ကိုပြောတာပါဒါကြောင့်ကျုပ်တို့တွေကျုပ်ကုန်းကိုသွားပြီးဒေါ်ပိန်မာကြီးကိုစကားတစ်ခုနှစ်ခုပြောကြည့်လိုက်ရင်အဖြေပေါ်လာမှာပေါ့ဗျာထို့နောက်ကျွန်ုပ်တို့သုံးဦးဟာကျုပ်ကုန်းရက်ွက်စီသို့ထွက်လာခဲ့ကြပါတော့တယ်ကျုပ်ကုန်းရက်ွက်အတွင်းရှိတခုသောလမ်း၌ဒေါ်ပိန်မာကြီးအိမ်ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်အိမ်ရှိကုမြစ်ပေါ်တွင်ထိုင်၍ဆေးဘောလေးတောက်နေသောအမျိုးသမီးကိုတွေ့ရပါတယ်၎င်းအမျိုးသမီးကြီးဟာကျွန်ုပ်တို့သုံးဦးကိုမြင်သည်နှင့်ဖော်ရွေစွာဖြင့်စီးတူ၍မေးမြန်းပါတော့တယ်ထိုင်ရပါရှင်ထိုင်ရပါဘာကိစ္စရှိလို့လဲဒေါ်ပိန်မဆိုတာအတော်ကြီးမဟုတ်လားဟုတ်ပါတယ်ဒေါ်ပါပဲ
ဒေါ်ကြီးအလုတ်ဆင်းတဲ့အိမ်ကဥတံဖြူတက်ခံရတာကိုဒေါ်ကြီးကြားပြီလားကြားပြီပါပြီမင်းညာကပဲဌာနအုပ်လူဝါကြီးတယောက်အတော့ကိုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဓာမေးသွားသေးတယ်သူလာပြောမှပဲအတော့ကဥတံဖြူတက်ခံရတယ်ဆိုတာသိတာပါကွယ်အဲ့ဒီနေ့မတိုင်ခင်တရက်ကပဲအတော့လဲနေထိုင်မကောင်းဖြစ်လို့အလုံးမစင်းနိုင်ဘူးဒီနေ့မနက်မှပဲနည်းနည်းသက်သာသွားတော့တာပဲဒါနဲ့အတော်ကြီးနေထိုင်မကောင်းဖြစ်တယ်ဆိုတဲ့တခြားယောဂဖြစ်မယ်မထင်ပါဘူးဝမ်းသွားတာပဲမဟုတ်လားအစ်စ်ပေါ့ကွယ်ဝမ်းနေသွားလိုက်တာမှပြောမနေပါနဲ့တော့အသက်တောင်ပါပြီးမှတ်နေတာရဲထဲကဆေးစရာကြီးတယောက်ရဲ့ဆေးကြောင်သားပေါ့ကွယ်လို့မို့ဆိုရင်အတော်ကိုဒီနေ့မနက်ဖြားလေးပတ်ထားပြီလားမဆိုနိုင်ဘူးဒါနဲ့အတော်ကြီးဝမ်းနေသွားတာတခြားတော့ဟုတ်မယ်မထင်ပါဘူးလက်ဆောင်ရတဲ့အစားအသောက်တစ်ခုခုစားမိလို့ပဲဖြစ်ရမယ်ထိုအခါ၎င်းတော်ပိန်မာကြီးဟာစာမလင်းနှင်းမောင်ဤစကားကြောင့်လွန်စာမှအံ့ဩသွားပြီလျင်မှန်လိုက်တာကွယ်ညောင်လုံးကအတော့တူမစီကလက်ဆောင်ပါလိုက်တဲ့ပဇွန်ကျင်ချောက်ပေါ့ကွယ်ပဇွန်ကျင်ကလက်ပါတယ်အခက်မတင်လို့ဖြစ်တာပဲထင်ပါတယ်ဒါနဲ့မင်းတို့ကဘဲရလဲဘာကိစ္စနဲ့အတော့ကိုအဲ့ဒါတွေလာမေးနေတာလဲဒီလိုပါတော့ကျွန်တော်တို့ကအင်းစိန် CID ရပါဥတံဖြူတက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအတော့ကိုနည်းနည်းပါးပါးလေးမေးချင်လို့ပါအတော်တော့ဘာတစ်ခုမှမသိပါဘူးခွဲဥတံဖြူကတော့စိတ်ထားကောင်းတဲ့ဖြောင်းမတ်တဲ့လူရိုးလူကောင်တစ်ယောက်ပါပဲအဲ့ဒီလိုလူမျိုးကိုရွေးသက်တယ်ဆိုတော့ပစ္စည်းလိုချင်လို့ပဲဖြစ်မှာပေါ့ခွဲမဟုတ်သေးဘူးတော့လူတက်သမားဟာဥတံဖြူရဲ့ပစ္စည်းဆိုလို့ဘာတစ်ခုမှယူမသွားဘူးဗျဒါပေမဲ့ရေးရှိတာကအတော့တူမစီကလက်ဆောင်ပါလိုက်တဲ့ပဇွန်ချင်းကိုဘသူလာပို့လဲဆိုတာကိုကျွန်တော်သိချင်တယ်လူငယ်တယောက်ပါပဲမျက်နာပဝါခေါင်းမောင်းမောင်းထားတယ်တောကလာတယ်နဲ့ပြူပါတယ်ကွယ်အတော်နဲ့စကားကြကြမပြောလိုက်ရပါဘူးညောင်တော့ကအတော့တူမကြီးလက်ဆောင်ပေးလိုက်တဲ့ပဇွန်ချင်းဆိုလို့ပြန်ထွက်လာတာပဲဒီလောက်သိရရင်တော်ပါပြီကျွန်တော်တို့ဖြန်လိုက်ပါအောင်မယ်ထို့နောက်ကျွန်တော်တို့သုံးဦးဟာဒေါ်ပိန်မာကြီးခြံဝင်းတွင်းမှာထွက်ရည်လာခဲ့ကြပါတော့တယ်လမ်းသူရောက်သောခါ၌ဖာမလင်းနဲ့မောင်ကကျုပ်လိုက်ခဲ့တဲ့အမှုတွေထဲမှာဒီအမှုကလွယ်ဆုံးပဲလူသက်သမားကိုသိဖို့တိတ်မကြိုးစားလိုက်ရဘူးဒါပေမဲ့တရားခံကလည်းပေါ်သေးသေးတော့မဟုတ်ဘူးဗျာရန်ဒီညံ့တော့များတယ်ကျုပ်တို့ရေလိုက်ငားလိုက်လွဲအောင်ဖောင်နေတဲ့တချောင်းကိုဥတံပြူရဲ့လောင်းပေးမှာတမင်ချခဲ့တာအဲ့ဒီဖောင်နေဟာတဲလွန်စာအတူပဲဒါကိုမသိတဲ့ဌာနအုပ်လူဝါကြီးကအဲ့ဒီဖောင်နေကိုကြည့်ပြီးဝါဒီဝေးလိုသွားပြီးဖောင်နေဝယ်ခဲ့တဲ့စီးရင်တွေကိုလိုက်ရှာနေလေရဲ့ဗျာကိုနေမောင်တရားခံကိုဒီနေ့မိပါမလားဗျာတခုတော့ရှိတယ်အိမ်မော်လုံးတဲ့ဒေါ်ပိန်မာကြီးကိုငချင်တုတ်လာပေးတဲ့ကောင်ကတော့တရားခံပဲဖြစ်မယ်ဒါပေမဲ့အဲ့ဒီကောင်ကဘသူဖြစ်နိုင်လဲဆိုတာကိုတော့အခုထိစဉ်းစားလို့မရသေးဘူးစီးနေပါအိုင်ပြီဒီနေ့မကူပါဘူးတရားခံကိုမိမှာပါဘယ်မှလည်းခက်ခက်ခဲသွားဖမ်းမှုမလိုပါဘူးဒါနဲ့ကျုပ်တို့ရွှေကုန်းတိုင်းကိုသွားကြရအောင်ဗျာအသက်ခံရတဲ့ဥတံဖြူရဲ့တူလဲရောက်နေရောပေါ့သူ့ကိုကျုပ်မေးစရာလေးတစ်ခုနှစ်ခုလောက်ရှိတယ်ဤသို့နေမယ်ကျွန်တော်တို့သုံးပါယမန်နေ့ကအခင်းဖြစ်ပွားခဲ့သောရွှေဘုံနိုင်အင်ကြီးစီတို့ခရီးဆက်ခဲ့ကြပါတော့တယ်၎င်းအင်ကြီးတို့ရောက်သောခါ၌ဥတံဖြူရဲ့တူဖြစ်သူမောင်သိန်းနိုင်အားအေကန်းအတွန်း၌တွေ့ရပါတယ်မောင်သိန်းနိုင်ဟာတွတ်တွတ်လက်လက်ဖြဲဖြဲလက်လက်နဲ့လူငယ်တူဖြစ်ကြောင်းကိုမြင်မြင်ချင်းပင်ခံမှန်းမိပါတယ်၎င်းကကျွန်တော်တို့သုံးကိုမြင်လိုက်တဲ့နဲ့စီး၍ကြိုးပါတယ်ထိုင်ကြပါကျွန်တော်နာမည်သိမ်းမောင်ပါလူကြီးမင်းတို့လာကြတဲ့ကိစ္စလေးသိပြရစီခင်ဗျာကျုပ်တို့ကအင်းစိန် CID ကပါမောင်ရင်စကားလေးတစ်ခုနှစ်ခုလောက်မေးချင်လို့ပါမေးနိုင်ပါလေကျွန်တော်တီလောက်တလုံးမကြံဖြေပါမယ်ဗျာကျွန်တော်လည်းမင်းညကအတန်ကျိုးစာရချင်းမိရသင်းမောနဲ့မအူပင်ကနေရန်ကုန်ထွက်လာခဲ့တာပဲကျွန်တော်ဒီနေ့မနက်ဒီကိုရောက်ချင်းရွှေဘုံနိုင်ကဌာနအုပ်ကြီးစီမှာသူမိသမျှဖြေခဲ့ရတယ်အဲ့ဒီဌာနအုပ်ကြီးကတော့တော်ပါပြီလေဗျာလူသက်သမားစီကကြကြံခဲ့တဲ့ဖောင်တွေကိုရပြီးပြီဆိုပဲသိမကြဘူးတရားခံကိုမိရပါစီမယ်လို့ပြောသွားတယ်ကျွန်တော်ကလည်းအဲ့ဒီလူသက်ကောင်ကိုမြ мя ကျိုးစင်တက်တာကိုပဲမြင်ချင်နေဗျာဗန်းနေဗျာကျွန်တော်ဦးလေးလောက်သဘောကောင်းပြီးအေးစစ်စစ်နေတတ်တဲ့သူကမှရဲရဆက်ဆက်တတ်ရတယ်လို့ဗျာကျုပ်လည်းမောင်ရဲ့ဦးလေးကိုတတ်တဲ့တရားခံကိုအမြန်ဆုံးဖမ်းမိအောင်ဖမ်းမိမယ်လို့အာမခံပြီးပြောမှပါတယ်ဒါပေမဲ့မောင်ရဲ့စီကကျုပ်သိကျင်တဲ့အချက်လေးတစ်ချက်လောက်သိရရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်မေးပါခင်ဗျာမေးပါကျွန်တော်ဦးလေးကိုတတ်တဲ့တရားခံကိုမိဖို့ကျွန်တော်အနေနဲ့အစွမ်းကုန်ကူညီပါမယ်ခင်ဗျာ
မောင်ရင်ဟာမောင်ရင်ဦးလေးစီမှာအလုံးမလုတ်ခင်တော့ကဇက်ပွဲတစ်ခုမှာပြဆက်မင်းသားအဖြစ်နဲ့အလုပ်လုပ်ခဲ့ဘူးတယ်မို့လားဟင်းမဟုတ်ပါဘူးဗျာမောင်သိန်းနိုင်ဟာတာပြသတင်းနဲ့ရင်းပါတယ်မောင်သိန်းနိုင်ကျုပ်ကညာဖို့စိတ်မကူးပါနဲ့မောင်ရင်အကြောင်းကိုကျုပ်အားလုံးသိပြီးပါပြီစာပလင်းနဲ့မယ်စကားကြောင့်မောင်သိန်းနိုင်ဟာလွန်စွာမှမျက်နှာပြတ်သွားပြီလေကျွန်တော်ဦးလေးအသက်ခံရတာနဲ့ကျွန်တော်နဲ့ဘလို့မှမပတ်သက်ပါဘူးတိတ်ပြီးပတ်သက်တာပေါ့ကွာမောင်ရင်ဟာပြသက်မင်းသားဖြစ်နေမအောင်မြင်ပေမဲ့မိကက်လိမ့်ပြီးရုပ်ပြောင်းရုပ်လွှဲလေးတဲ့နေရာမှာတော့ပါရမီထူးပဲပထမတော့မောင်ရင်ဟာဦးတန်ဖြူရဲ့အလုပ်တွေကိုရိုးသားသားလုပ်နေခဲ့တယ်ဦးတန်ဖြူပေးသမျှယူတယ်နောက်ဆုံးတော့လန်ဒန်ကဦးတန်ဖြူရဲ့သားဝစ်လုံတို့ဝဲရပြီးပြန်လာတော့မယ်ဆိုတဲ့သတင်းရတယ်မောင်ရင်ဟာသူမလာခင်ဦးတန်ဖြူရဲ့အတွင်းပစ္စည်းတွေကိုခြေအားဖြောက်ပြီးတချို့တစ်ဝက်ကိုအပိုင်စီးထားမယ်လို့အကြံပေါ်လာတာကိုဒါကြောင့်မောင်ရင်ဟာချမ်းဆောင်အဖိုးကြီးမမှတ်မိအောင်ရုပ်ဖြတ်ပြီးဒီအကြီးတဲ့ကိုဝင်တယ်ဦးတန်ဖြူကိုတတ်တယ်အတွင်းပစ္စည်းတွေကိုတော့ဘာတစ်ခုမှယူမသွားဘူးဒါကလည်းအကြောင်းရှိတယ်ပစ္စည်းမယူတဲ့အတွက်ဦးတန်ဖြူဟာရန်ညိုးရန်စားကြောင့်လှုပ်ကြံခံရတဲ့ပုံစံမျိုးပေါ်အောင်ပလိတ်တွေကိုမျက်စိလဲတာပဲမောင်ရင်ကဒီပစ္စည်းတွေကိုနောက်မှအေးဆေးဆေးထုတ်ယူနိုင်တယ်မဟုတ်လားနောက်တစ်ချက်ဒေါ်ပိမဆိုတဲ့အိမ်ပေါ်မှာကြီးမလာနိုင်အောင်ပစုံချင်းတို့သွားပြီးခဲ့သေးတယ်ပစုံချင်းတို့ထဲမှာဝမ်းသွားမဲ့ဆေးတွေထည့်ထားတော့ဒေါ်ပိမကြီးလည်းလုံးမစင်းနိုင်ဘူးတခုတော့ရှိတယ်မောင်ရင်ဟာရုပ်ပြတ်ထားပေမဲ့ခြံဆောင်ဖိုးကြီးရဲ့ဒေါ်ပိမရဲ့မမတ်မှုဘူးလို့ထင်ခဲ့တယ်တကယ်လည်းမောင်ရင်ကိုသူတို့မမိခဲ့ပါဘူးဒါပေမဲ့မောင်ရင်ဘလို့ပဲရုပ်ပြတ်ထားပေမဲ့ကျုပ်ကမောင်ရင်ဖြစ်ရမယ်လို့အစကတည်းကတွေးကြည့်ပြီးပြီဒါကြောင့်မောင်ရင်နောက်ကျောင်းကိုသိချင်လို့အဲ့ဒီနေ့မှာပဲ CID ကဖိုင်ဟောင်းထဲမှာပြန်ရှာကြည့်တယ်လက်ဆက်တော့မောင်ရင်ဟာပြဆက်မင်းသားဘဝတုန်းကရုပ်ပြတ်ပြီးလေးလည်မှုနဲ့ထောင်ချခဲ့မှုတဲ့မြို့တော်အောင်သိန်းနိုင်ဦးပဲသူအခါမောင်သိန်းနိုင်လည်းမိတို့များပြရေးမပြောနိုင်တော့ပဲဟုတ်မှန်ကြောင်းဝန်ခံပါတော့တယ်ဘလို့ရုပ်ပြတ်ထားတာဘလို့ပဲသဲလွန်စွာအတူချထားတာပု္ပ္ပစာတွေများနေပေမဲ့ဘယ်သူတက်တယ်ဘယ်သူမတက်ဘူးဆိုတာကတော့အဖြေကတခုတည်းပါဗျာဟုတ်ကဲ့ဒါလေးကတော့ဆရာမင်းသင်္ခါရေးသားထားတဲ့ပု္ပ္ပစာတစ်ထောင်အဖြေတစ်ခုဆိုတဲ့ဇာတ်လမ်းလေးကိုရုပ်ပြအတန်ဇာတ်လမ်းအဖြစ်အစဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အတန်အတွက်အစင်မပြေဘူးများဖြစ်ရင်လည်းအနူးညွတ်တောင်းပန်အပ်ပါတယ်ကိုမန်မှာလည်းဝင်ရောက်ဝေဖန်ကြံပြုတ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ခင်ဗျာ